အားလုံးပဲမင်္ဂလာပါခင်ဗျာတသားကထိုင်းအောင်ရွှေမြန်မာလေးပါခင်ဗျာမိဘကိုလှုပ်ကြွေးနေပါတယ်ခင်ဗျာတသားမှာအဖေပဲရှိပါတော့တယ်ခင်ဗျာအဲ့ဒီတော့တသားကိုချစ်ပေးကြပါအောင်ခင်ပေးကြပါအောင်ခင်ဗျာနော်တသားကလိမ္မာပါတယ်ခင်ဗျာနော်အများရဲ့ချစ်ခင်လေးစားမှုနော်အများရဲ့အားပေးမှုကိုကြားချင်ပါတယ်ခင်ဗျာမိဘကိုလှုပ်ကြွေးတဲ့သားလေးမို့လို့ခင်ပေးကြပါအောင်ချစ်ပေးကြပါအောင်ခင်ဗျာအခုကပေါ့နော်နေမကောင်းတဲ့အခါမှာကြတော့ဒီတော်တွေလည်းမစော်အားပါဘူးခင်ဗျာနောက်ပြီးတော့ဘလောက်လောက်နေရတဲ့အခါကြတော့လေတနင်္ဂနွေတရက်ပဲတော်စော်အားပါတယ်ခင်ဗျာကျန်တဲ့ရက်တွေမစော်အားပါဘူးခင်ဗျာဘာကြောင့်လဲဆိုတော့အချိန်ပြည့်လှုပ်လှုပ်နေရပါခင်ဗျာညဆိုရင်လေစက်ရုံအိုဒီအရန်ကောင်းတဲ့အခါကြတော့လေအိုဒီလှုပ်နေရတယ်ည9နာရီထိုးမှအလောက်ကပြန်တက်ရတယ်အခန်းပြန်အောင်လို့ရှင်ချက်ရတယ်ပြုတ်ရတယ်နော်ရီမိုးချိုးရတယ်လောကပကံစီရတယ်ဗာနဲ့စားပြီးတော့ပြရတယ်ဆိုရင်ည10နာရီခွဲလောက်ဖြစ်သွားပါတယ်ခင်ဗျာအဲအကြောင်းမို့ပေါ့နော်ပုံကြည့်ချင်လည်းမရပါဘူးပေါ့နော်တနင်္ဂနွေရက်တရက်ပဲအားပါတယ်ခင်ဗျာစက်ရုံလုပ်တဲ့စက်ရုံမှာအလုပ်လုပ်တဲ့သူတွေတိုင်းပေါ့နော်သိကြပါတယ်ခင်ဗျာဒါကျွန်တော်ထိုင်းမှာဆိုတော့လေနောက်ပြောမဟုတ်ပါဘူးခင်ဗျာလက်ကုံလို့ချင်းလေဟိုအဖေကိုပတ်စံလွှဲပေးတယ်ဘယ်လောက်လွှဲပေးလဲဆိုတော့ဘတ်6000လွှဲပေးတယ်ဘတ်6000ဆိုလို့ရှင်တော့မြန်မာငွေနဲ့ပေါ့ဘယ်လောက်ရမလဲမသိဘူးပေါ့နော်ဟိုသူကငွေစည်းရကြတော့အတက်ကြရှိရလေအကြောင်းမလို့ဟို9သိန်းတော့9သိန်း7သိန်းတော့ရမှာပေါ့အဲ့လောက်တော့ရမှာပေါ့လွှဲပေးပါတယ်ခင်ဗျာပြီးတော့ကိုသုံးမှုလည်းချမ်းပါတယ်နော်ကိုစားစီလည်းချမ်းပါတယ်လေးလည်းလွှဲပေးပါတယ်အများဆုံးကတော့ပေါ့နော်အင်းပို့တာများပါတယ်လို့လက်ထဲမှာကတော့စုထားတာမရှိပါဘူးခင်ဗျာဒါပေမဲ့နည်းနည်းပါးစုထားတာတော့ရှိရပါခင်ဗျာနော်စုထားမရှိဘူးဆိုတော့အားလေးပြောပြတာပါခင်ဗျာဘာကြောင့်လဲဆိုအဲ့လိုစုထားတာလေပေါ့နော်ဟိုကိုမိဘနေမကောင်းအသက်တန်ဖြစ်တဲ့အခါကျတော့ရှင်လည်းပေါ့နော်ငွေဆိုသူများရရှိရမလို့တော့ဘူးလေအဲ့ဒီကိုစုထားငွေလေးနဲ့လွှဲပေးလိုက်ရုံပဲအားကြောင့်မလို့အပြောပြတာပါချစ်ပေးကြအောင်အားပေးကြပါအောင်ခင်ပေးကြပါအောင်ခင်ဗျာနော်ပြီးတော့ကိုလူကိုသားလေးလို့ပေါ့နော်ကိုရဲ့ညီလေးလို့အမတွေဆိုလည်းကိုရဲ့မောင်လေးလို့ဦးတွေတော်တွေဆိုလည်းကိုရဲ့သားလေးလို့ကိုရဲ့မိလေးလို့ချစ်ပေးကြပါအောင်ခင်ဗျာတဲ့အမြင်အားပေးကြပါနော်ဝိုင်းရံပေးကြပါအောင်ခင်ဗျာကြောက်ကောက် follow အရန်နေတယ် follower လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာအခုကြည့်ရှုအားပေးနေတဲ့သူတွေတယောက်ချင်းစီတိုင်းပေါ့နော်အားလုံးရှိပါတယ်လို့နော်နောက်ပြီးတော့ဘယ်ကနေပြီးတော့အားပေးနေကြရလဲဆိုတာကို comment လေးရေးပေးခဲ့ကြပါအောင်ခင်ဗျာ